အားလုံးမင်္ဂလာပါဒီတစ်ပတ်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကထွက်ထားတဲ့ပေါ့နော်495 one chain site လေးဒီတစ်ပတ်အတွက်ရှိနေတာပေါ့နော်ဘယ်လိုမျိုးရှိနေလဲဆိုတာလေးကိုနော်ကျွန်တော်အချက်နဲ့ကျွန်တော်ထောက်ပြပေးမယ်တကယ်လို့ကြိုက်နေတတ်တယ်ဆိုရင်တုံးကြည့်ပေါ့နော်ကျွန်တော်မြင်တာကိုကျွန်တော်အားလုံးကိုလာပြီးတော့အမြင်လေးကိုပြပေးတာပေါ့နော်တုံးတင်မတုံးတင်ဆိုတာကိုယ့်အကိုပဲအားလုံးပေါ့နော်ကိုယ့်အကိုပဲစဉ်းစားပြီးတော့တုံးကျင်လဲတုံးလို့ရတာပေါ့နော်ကျွန်တော်အချက်နဲ့ကျွန်တော်တစ်ချက်ပြပေးမယ်နော်ဒီမှာတစ်ချက်နော်ဒီလိုလေးကြည့်မယ်ဆိုရင်လည်းဒါဖြစ်နိုင်တာပေါ့နော်ဖြစ်နိုင်ခြေရှိတယ်နော်ဒါသူ့ရဲ့အစင်လိုက်လေးပေါ့နော်စီနီယာအလိုက်လေးသွားတယ်ဒီလိုလေးတစ်ချက်ကြည့်မယ်ဆိုရင်လည်းပေါ့နော်ကျွန်တော်တို့ဒီနှစ်ပင်ကြော်လေးပေါ့နော်နှစ်ပင်ရှားလေးနဲ့သွားမယ်ဆိုရင်လည်းဒီလိုလေးလည်းတစ်ချက်ဖြစ်နိုင်တာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီတစ်ပတ်ပေါ့နော် one chain လေးကို495 one chain site လေးပေါ့နော်ရှိတာကိုကျွန်တော်ကလာပြီးတော့ပြပေးတာပေါ့နော်ကြိုက်တယ်မကြိုက်တယ်ဆိုတာတော့ကိုယ့်အကိုပဲစဉ်းစားပြီးတော့တုံးကြပါလို့ပဲပြောချင်ပါတယ်နော်အားလုံးကိုလေးစားပါတယ်